မိဘတွေအသက်ကြီးလာတဲ့အခါသူတို့လိုအပ်တာငွေကြေးတစ်ခုတည်းမဟုတ်ပါဘူးသားသမီးတွေမတီးလိုက်ပဲမေ့လျော့နေမိတဲ့အရာတွေကပိုရေးကြီးနိုင်ပါတယ်တစ်ချိန်ပေးဖို့မေ့တတ်ကြတယ်အလုံးနဲ့ကိုယ်ဘဝအတွက်အချိန်ပေးနေရင်မိဘတွေအတွက်အချိန်ပေးဖို့မေ့သွားတတ်ပါတယ်နဲ့စကားပြောပေးဖို့မေ့တတ်ကြတယ်စားပြီးပြီလားနေကောင်းလားဆိုတဲ့စကားလေးတွေတောင်မိဘတွေအတွက်အယမ်းတန်ဖို့ရှိပါတယ်သုံးစိတ်ရှည်ဖို့မေ့တတ်ကြတယ်အသက်ကြီးလာရင်အရင်လိုမြင်မြန်မလုံနိုင်တော့တာစကားထပ်ပြောတာတွေရှိလာနိုင်ပါတယ်ဒါတွေကိုနားလည်ပေးဖို့လိုပါတယ်လေကျမ်းမာရေးကိုဂရုစိုက်ဖို့မေ့တတ်ကြတယ်မိဘတွေကကိုကျမ်းမာရေးကိုကိုယ်တိုင်ဂရုစိုက်နိုင်တယ်ဆိုပြီးထားမထားသင့်ပါဘူးစေးစစ်တာနဲ့လိုအပ်တဲ့စောင့်ရှောက်မှုတွေကိုဂရုစိုက်ပေးပါငါသူတို့ရဲ့ခံစားချက်ကိုမေးဖို့မေ့တတ်ကြတယ်ဘာလို့ခြင်းလဲဆိုတာထက်စိတ်ထဲမှာဘလို့ခံစားနေရလဲလို့မေးပေးတာကလည်းအရေးကြီးပါတယ်6ချစ်ကြောင်းပြောဖို့မေ့တတ်ကြတယ်မိဘတွေကကိုချစ်တာကိုတီးပြီးသားလို့မထင်ပါနဲ့ရှိနေတော့မှချစ်တယ်ကျေးဇူးတင်တယ်လို့ပြောပေးပါခုနှစ်နောက်မှဆိုပြီးအချိန်ဆွဲတတ်ကြတယ်နောက်မှလာမယ်နောက်မှပြောမယ်ဆိုပြီးအချိန်ဆွဲနေမိတာကနောင်တရစရာဖြစ်လာနိုင်ပါတယ်မိဘတွေအတွက်အကောင်းဆုံးအချိန်ကသူတို့ရှိနေတဲ့အချိန်ပါမိဘတွေအသက်ကြီးလာတာကိုရပ်တန့်လို့မရပါဘူးဒါပေမဲ့သူတို့ရှိနေတဲ့အချိန်မှာချစ်ချင်းဂရုစိုက်ခြင်းနဲ့အချိန်ပေးခြင်းတွေကိုတော့မမေ့ပဲပေးနိုင်ပါတယ်ဒီလိုမိသားစုနဲ့ဘဝအတွက်အကျိုးရှိတဲ့အကြောင်းအရာတွေကိုဆက်ကြည့်ခြင်းနဲ့ဆိုရင် channel ကို like subscribe လုပ်ထားပေးပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်